အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YNB ရဲ့ချစ်ညီကိုအတွက် free type ရွေးချယ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့က free type ရွေးချယ်မှုကတော့အလာဘတ် body လေးကိုရွေးချယ်ပေးခဲ့ပြီးတော့ YNB ရဲ့ချစ်ညီကိုပြား90နိုင်ဆိုရလန်တာကျင်းနေခဲ့ရပါတယ်မနေ့ကရောင်းပွဲကတော့ပါမ body အလာဘတ် body တို့ကိုရွေးချယ်ပေးခဲ့ပြီးတော့ YNB ရဲ့ဝယ်လက်တွေ all win ဆိုရလန်နဲ့အဆင်ပြေကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီနေ့မှလည်းရောင်းပွဲဝယ်ယူခြင်းနဲ့ညီကိုများအတွက်ရောင်းပွဲ3မျိုးထုတ်ပေးထားတယ်ဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39ခွန်9 296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ်အဲ့တော့ဒီနေ့ရဲ့ feedback ရွေးချယ်မှုကြောင့်လေးစပြောလေအောင်ဒီနေ့ရဲ့ feedback အဖြစ်ရွေးချယ်ထားတဲ့ပွဲစဉ်က UL နဲ့ HG ပွဲစဉ်လေးကိုရွေးချယ်ပေးထားတယ်လက်ရှိ UL ကအိမ်ခွင်းကနေဝမ်မိုင်းရှုံးဆိုကြည်တံပေါက်ပေးထားတယ် UL ကဆိုစီတက်ကိုအိမ်ခွင်းကနေဝမ်မိုင်း90ဆိုပဲကြည်တံပေါက်ပြီးခဲ့တယ်အဲ့တော့ UL ကအိမ်ခွင်းမှာဆိုရင်ဆိုစီတက်ထက်ပြား290တာရဲ့လို့ပြောလို့ရတယ်အဲ့လိုပဲဆိုစီတက်က HG ကိုအိမ်ခွင်းကနေ1 plus 40ဆိုပဲကြည်တံပေါက်ပြီးခဲ့တယ်အဲ့ကြည်တံကို HG အိမ်ခွင်းကြီးနဲ့ပြန်ပြီးတွက်မယ်ဆိုရင်ဆိုစီတက်အဝေးခွင်းကနေတရေ60ဆိုပဲကြည်တံပေါက်ပေးရပါလိမ့်မယ်အဲ့တော့ဆိုစီတက်က HG ထက်ပြား60တာရဲ့လို့ယူဆလို့ရတယ်အဲ့ဒါဆိုရင် UL ကဆိုစီတက်ထက်ပြား290တာဖြစ်လို့ UL နဲ့ HG ရဲ့ level ကွာခြားချက်ကိုကြည့်မယ်ဆိုရင် UL က HG ထက်ပြား350တာရဲ့လို့ယူဆလို့ရတယ်ဒါမဲ့အခုတွက်ထားတဲ့ကြီးတန်းတွေကနှစ်သင်းလုံးရဲ့အိမ်ခွင်းကြီးတန်းတွေကိုယူပြီးတော့တွက်ထားတာဖြစ်သလိုလက်ရှိဒီနေ့ပွဲစဉ်မှာ HG ကအဝေးခွင်းမှာဖြစ်တဲ့အတွက် UL တာပါဆိုတဲ့ပြား350ကိုပြား90တူးကြည့်မယ်ဆိုရင် UL ဒီနေ့ပွဲစဉ်မှာပြား400တာ2တီဆိုတဲ့ကြီးတန်းပေါက်ပေးရပါလိမ့်မယ်ဒါပေမဲ့ UL ကဂျားရက်မှာမန်စီးနဲ့ကစားခဲ့ရဖြစ်တဲ့အတွက်ပေးရမယ်ကြီးတန်းထက်ပြား30ရှော့ပေးမယ်ဆိုရင်တော့ UL အနေနဲ့ဒီနေ့ပွဲစဉ်မှာ2 plus 30ဆိုပဲကြီးတန်းနဲ့ရော့ပြီးပေါက်ပြီးလို့မရပါဘူးအခု UL ပေါက်ပြီးထားတဲ့ဝမ်မိုင်အရှုံးဆိုပဲကြီးတန်းရတော့ UL ကြေးအောင်တဲ့ကြီးတန်းမျိုးမဟုတ်ဘူးလို့ YNB ကတော့ယူဆတယ်ပြီးတော့ UL အနေနဲ့အဆင့်ရှင်းမှာရှိတဲ့ဆိုစီတဲ့လူအသင်းကိုတောင်အိမ်ဝင်းကနေဝမ်မိုင်90ဆိုပဲကြီးတန်းပေါက်ပြီးခဲ့ရပါအခုအဆင့်ဆက်ခွန်မှာရှိနေ HG ကို UL ပြီးထားတဲ့ဝမ်မိုင်အရှုံးဆိုပဲကြီးတန်းရတော့ UL နိုင်သွားမယ်ဆိုရင်တော့တကူးထံပိုနိုင်မှုလို့ YNB ကတော့ယူဆရတဲ့အတွက်ဒီနေ့ရဲ့ feedback ရွေးချယ်မှုကို HG body လေးကိုပဲရွေးချယ်ပေးလိုက်ပါတယ် YNB ရဲ့ချစ်ညီကိုများအားလုံးလည်းအဆင်ပြေကြပါစေရောင်ဘောက်ဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39ခွန်9 296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ် YNB ကအားပေးတဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်